Hello အားလုံးပဲမင်္ဂလာပါအခုပြတာလိုက်စမ်းလေးဒီလိုမျိုးအင်ဂျီလေးပေါ့နော်အဲ့တော့ YouTube မှာလည်းအများကြီးတွေ့ပါတယ်ဒီလိုမျိုးအင်ဂျီလေးဝတ်လို့ရတယ်ပြီးတော့အဲ့လိုသပင်လေးလည်းပြောင်းလေးရပြီးငကတ်လေးလည်းတက်လို့ရတယ်အဲ့တော့တချို့တွေကလည်းမသိဘူးတချို့တွေကလည်းသိရပေါ့နော်အဲ့ဒါကိုဘယ်လိုလုပ်ရလဲဆိုတော့ပြပြရမယ်အဲ့တော့ channel လေးအစောကြီးကြည့်ပေးကြပါဆာကူရာကိုဖြတ်လိုက်ပေါ့နော်ဖြတ်လိုက်ပြီးလို့ရှိရင်အဲ့ဆာကူရာကိုနောက်တစ်ချိန်ပြန်ကူးလိုက်ပါကူးပြီးလို့ရှိရင်ဒီလိုမျိုးရမှာဖြစ်ပါတယ်အဲ့တော့ဖြတ်ပြီးပြန်ကူးလိုက်ရအောင်အဲ့တော့ပြန်ကူးလိုက်တာပါတော့အဲ့တော့ဆာကူရာလေးကိုသွားပါမယ်အရင်ဆုံးပြန်တော့တစ်ခုပြန်တော့ပြပေးမယ်နော်ဒီမှာဆိုလို့ရှိရင်နံပါတ်တရားကြတော့သူက6ထိပဲရရပေါ့နော်ဒီမှာဆို9လို့8လို့အကုန်ရပါတယ်12ထိရတယ်ပေါ့နော်ဒါလေးရလာပါတယ်အဲ့တော့ယောက်ျားလေးရဲ့အလိုပါပဲသူကတော့8ထိပဲရတယ်ပေါ့နော်ဒါပေမဲ့တစ်စိတ်ပါတော့ရပါပြီဒါလေးလာရပါနော်အဲ့တော့စောက်ဝင်ဆိုတော့အင်္ဂလိပ်လေးမယ်ပေါ့နော်အင်္ဂလိပ်ထဲမှာဆိုဒါလေးအကုန်ရပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အရင်လှရပေါ့နော်အင်္ဂလိပ်တွေကတော့အဲ့တော့ဒီဥစ္စာလေးပို့လိုက်ပါမယ်အဲ့တော့သပင်ဝတ်မှာသပင်ရလို့ရှိရင်ဒါလေးရှိရပေါ့နော်အဲ့ဒီအလှဆုံးပေါ့နော်အဲ့တော့ရင်ဆုံးဒါလေးလုပ်လိုက်မယ်ဒါလေးလှရပြီးလို့ရှိရင်ဒီတောက်ဆုံးတော့သွားလို့ရှိရင်တော့ဒီမှာဆိုကိုကြတဲ့ငကတ်လေးတက်လို့ရပါတယ်ဒီဥစ္စာလေးတက်မယ်ပေါ့နော်ဒါလေးပါခဏလေးနီးပြမယ်ဒီမှာဆိုငကတ်လေးတက်ထားပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ပေါ့နော်ဒီရဲဝင်လိုက်ပါမယ်ဒီရဲပါအဲ့ဒါဝင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီနေရာလေးဝင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီနေရာလေးဝင်လိုက်ပါမယ်အမှဆိုလို့ရှိရင်တော့မျက်စိလေးရောနော်သူတို့လှုပ်လိုက်ရတယ်ပြီးတော့သူတို့လှုပ်လိုက်ရတယ်ပေါ့နော်ကိုကြိုက်ဆိုလို့ဆိုသူတို့မျက်လုံးလေးတော့ပိတ်လို့ရပါပြီပြီးလို့ရှိရင်ပါးစပ်အမျိုးမျိုးလှုပ်လိုက်ရတယ်ပေါ့နော်သူပပပေါင်းလေးပေါ့နော်အရင်ချစ်စရာကောင်းပါတယ်ပြီးလို့ရှိရင်ဒါကတော့ငိုရာတွေပါတယ်အကုန်သိပါတယ်ပြီးတော့ကို ID ထဲတဲ့အိမ်မှာအင်ဂျီလဲကမရှိဘူးပေါ့နော်အဲ့တော့ဒီစတင်နဲ့ဝင်လိုက်ပေးပေါ့နော်ပြီးလို့ရှိရင်ဒီထဲဝင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီရဲပေါ့နော်ဒီရဲဝင်လိုက်ပါမယ်အမှဟိုအောက်ဆုံးလှမ်းလိုက်ပါမယ်အဲ့ဒီဥစ္စာလေးပေါ့နော်အဲ့ဥစ္စာလေးပါဒါဆိုလို့ရှိရင်တော့ရပါပြီဒီမှာဆိုကိုအင်ဂျီလဲလို့ရပြီပေါ့နော်ရပါပြီကလမိုးလေးလာပပလေးလို့ချင်တယ်ဆိုလို့ရှိရင်တော့ဆာကူရာဖြတ်မှရမှာဖြစ်ပါတယ်အဲ့မဖြတ်လို့ရှိရင်တော့သူတို့မရဘူးပေါ့နော်အဲ့အားလုံးကိုကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်